ဟုတ်ကဲ့ကျွန်တော်တို့ S4C ပါအယောင်းအပ်တယ်ဆိုရင်ဘယ်လို process လေးသွားတယ်ပေါ့နော်ဆိုတာကျွန်တော်တို့အဓိကတော့ S4C ပါကျွန်တော်တို့အယောင်းလာအပ်တယ်ဆိုရင်ကျွန်တော်တို့ကားလေးကျွန်တော်စစ်ပေးပြီးတော့မှကျွန်တော်တို့တင်ပြီးတယ်ပေါ့နော်အဲ့ဒါလေးအဓိကပြောချင်တယ်နောက်တစ်ခုကကျွန်တော်တို့စီမှာကားလာကြည့်တော့မယ်ဆိုရင်ဖုန်းဆက်ပြီးတော့ကား connection လေးကိုလှမ်းမေးလို့ရတယ်ကျွန်တော်တို့ကတော့အဓိကတော့ဟိုရောင်းသမျှကားတိုင်းကိုကားရှယ်ကြီးအခုလာရင်ပြီးရောဆိုတဲ့ပုံမျိုးနဲ့ကျွန်တော်တို့အလုပ်မလုပ်ဘူးကျွန်တော်တို့ကားကြည့်တယ်ကြည့်ပြီးဖြစ်စဉ်အကုန်လုံးကိုကျွန်တော်တို့ဝယ်မဲ့ customer အတွက်ကိုကျွန်တော်တို့အသေးစိတ်ကျွန်တော်တို့ပြောပေးတယ်အဓိကဘာဖြစ်လို့လဲဆိုတော့လာဝယ်တဲ့မိတ်ဆွေတွေ customer တွေရဲ့အချိန်ကိုကျွန်တော်တို့တန်မိုးထားလေးစားလို့ပါဗျဟုတ်ကဲ့ဒါလက်ရှိကျွန်တော်တို့ဒီမှာအယောင်းလာအပ်တဲ့ကားလေးပေါ့နော်ကျွန်တော်တို့အရင်ဆုံးတော့အယောင်းလာအပ်တဲ့ကားတိုင်းကိုကျွန်တော်တို့ S4C ညီကိုတွေကအရင်ဆုံးကားလေးတွေစစ်ဆေးတယ်ပေါ့နော်ကျွန်တော်စစ်ဆေးပြီးမှပဲကျွန်တော်တို့ vlog လေးရိုက်ပေးတယ်ပြီးရင်ကျွန်တော်တို့ပိုင်ရှင်နဲ့ဟိုဟာဈေးလေးတစ်ခုကျွန်တော်တို့ညှိနှိုင်းပြီးတော့ကျွန်တော်တို့စကားပြောတယ်ပေါ့နော်ဒါလောလောဆယ်တော့ကျွန်တော်တို့ဒါကားစစ်ဆေးပေးနေတာဖြစ်ပါတယ်လက်ရှိတော့ကျွန်တော်တို့ဒီမှာ premium လေးအစီအယောင်းလာရတယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့စက်ခန်းတွေကိုကျွန်တော်တို့အရင်ကြည့်ပေးတယ်ပြီးသွားရင်ကျွန်တော်တို့ဘောင်ပတ်လေခွာပြီးတော့ကြည့်တယ်ပေါ့နော်ဟုတ်အမဟိုပါလေကားလေးကတော့ကျွန်တော်တို့စစ်ဆေးတာတော့အဆင်ပြေတယ်ပေါ့နော်ဒါမဲ့လည်းဟိုပါပေါ့ဟိုဂျပန်ကားဖြစ်တဲ့တော့တက်ရှင်လေးပါလေးတော့ပါတာပေါ့နော်ဆိုတော့အမဟိုဘယ်လောက်ရောင်းကျင်လဲဗျဟုတ်920လောက်တော့မှနော်အမအခုကတော့လေနည်းနည်းလေးအယောင်းဝယ်လေးအေးတော့လေနီးစက်ပေါ့နော်ဟိုအမဟို900အောက်လေးစင်းခေါ်ပေးပါလားစင်းခေါ်ပေးပါလားဆိုတော့အဲ့ဒါမှကျွန်တော်တို့ကလည်းဝယ်ရတဲ့သူကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရတာပေါ့နော်ရောင်းသူဝယ်သူပါမှဟိုအဆင်ပြေကျွန်တော်တို့ကတော့ဝန်ဆောင်က 1% ပဲကျွန်တော်တို့ယူတယ်ဟုတ်နည်းနည်းလေးဟိုချပြီးခေါ်ပေးလိုက်ရင်ခေါ်ပေးပါလားမရောင်းမဲ့ဈေးပေါ့နော်ရောင်းမဲ့ဈေးနီးစက်လေးပဲခေါ်ပေးပါလားအဲ့လိုမျိုးကျွန်တော်ပို့အဆင်ပြေတယ်ဗျဟုတ်690ရောင်းလိုက်ပြီနော်690လောက်ပေါ့နော်အဲ့ဒါကျွန်တော်6ဟိုအမလူချင်းတဲ့ဈေးပဲပေါ့နော်690နီးစက်လေးပဲကျွန်တော်တို့ဟိုခေါ်ထားပေးမယ်ပေါ့နော်ကျွန်တော်ကတော့အဝယ်လာတဲ့ခါကျရင်ရောင်းသူပဲကျွန်တော်ဓာတ်ရိုက်ပဲကျွန်တော်တို့ဖြစ်ပေးပါမယ်ခင်ဗျဟုတ်ကျေးဇူးပါမအဲ့ဒါကျွန်တော်တို့ကားလေးဆက်ပြီးတော့ vlog ဆက်ရိုက်လိုက်ပါမယ်ဗျဟုတ်